ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွင်းကနှလုံးဟာခန္ဓာကိုယ်တစ်ခုလုံးကျန်းမာတန်ဆွမ်းနေစေဖို့အရေးကြီးတဲ့အဆင့်အပိုင်းတစ်ခုဖြစ်ပါတယ်။နှလုံးဟာ10မိနစ်လျင်ပြင်းများအဖြစ်60မှ100ကျင်းခန့်ခုန်နှုန်းရှိပြီးတော့သွေးများကိုပုံမှန်လည်ပတ်နေစေရန်လှုပ်ဆောင်ပေးပါတယ်။နှလုံးရောဂါများသွေးတိုးခြင်းနှလုံးသွေးကြောကျဉ်စတဲ့ပြဿနာများဟာနှလုံးရဲ့လှုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပြီးကျန်းမာရေးကိုဆိုးရွားစေနိုင်ပါတယ်။ထို့ကြောင့်နှလုံးကျန်းမာရေးကိုအထူးဂရုစိုက်ဖို့ကအရန်အရေးကြီးပါတယ်။ကျွန်တော်တို့ရဲ့နှလုံးကျန်းမာနေစေဖို့အထောက်အကူပြုမဲ့အစားအစာတွေကိုပေါ်ပြခင်မှာကျွန်တော်ရဲ့ Happy Healthy Vibe Channel လေးကို like and subscribe လုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါဦးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။နှလုံးဟာအရေးကြီးတဲ့အစိတ်အပိုင်းလို့ကျွန်တော်တို့တွေပြောနေကြပေမဲ့ကျွန်တော်တို့တွေရဲ့နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကမာယွင်းမှုတွေကြောင့်ပဲကိုယ်တွေတတိမထားမိတဲ့အချိန်မှာနှလုံးရဲ့လှုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့နှလုံးမကျန်းမာတော့မှသိရှိနိုင်မဲ့အဓိကလက္ခဏာလေးတွေကိုအရင်ပြောပြချင်ပါတယ်ခင်ဗျာ။နံပါတ်1ပင်ပန်းလွယ်ခြင်းနဲ့အသက်ရှူကျက်ခြင်းပုံမှန်လုပ်နေကြအလုပ်တွေကိုလုပ်ရတာပင်ပန်းလာပြီးအသက်ရှူကျက်လာပြီးဆိုရင်သတိထားသင့်ပါတယ်။နှလုံးကအားနည်းလာရင်ခန္ဓာကိုယ်ကိုလိုအပ်တဲ့သွေးလည်ပတ်မှုကိုမပေးနိုင်တော့တာကြောင့်ဒီလိုလက္ခဏာတွေပေါ်လာတတ်ပါတယ်။နံပါတ်2ရင်ဘတ်အောင်ခြင်းရင်ဘတ်အောင်တာတင်းကျပ်တာတစုံတစ်ခုကဖိထားတယ်လို့ခံစားရတာတွေကနှလုံးရဲ့သတိပေးချက်တွေပါ။ဒါကနှလုံးသွေးကြောဆိုင်ရာပြဿနာတစ်ခုခုရှိနေတော့မှကိုညွန်ပြနေပါတယ်။နံပါတ်3ခြေထောက်နဲ့ခြေဘဝများဖောရောင်ခြင်းနှလုံးကတွဲတဲ့ပတ်မှုကိုမထိန်းချုပ်နိုင်တော့ရင်ခြေထောက်နဲ့ခြေဘဝတွေဖောရောင်လာတတ်ပါတယ်။ဒါကိုမပေါ်ဆပဲဆရာဝန်နဲ့ပြတာတင်ပါတယ်။နံပါတ်4မူးဝေခြင်းနဲ့တတိလိခြင်းနှလုံးကအုံနောက်ကိုတွေးလုံလောက်အောင်မပို့နိုင်ရင်မူးဝေတာတတိလိတာတွေဖြစ်နိုင်ပါတယ်။ဒါကရေးပေါ်အခြေအနေတစ်ခုဖြစ်နိုင်လို့ချက်ချင်းကူတာမှုတွေလိုအပ်ပါတယ်။နံပါတ်5နှလုံးခုန်မြန်ခြင်းနဲ့သို့မဟုတ်မမှန်ခြင်းနှလုံးခုန်တာတိတိတတ်တာမြန်လာတာမမှန်တာတွေကနှလုံးမကောင်းတော့မှတတိပေးတဲ့လက္ခဏာတွေပါဒီလိုခံစားရပြီဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပါနှလုံးကျန်းမာရေးဟာအရေးကြီးပါတယ်ဒီလက္ခဏာတွေထဲကတစ်ခုခုခံစားနေရပြီဆိုရင်တော့မပေါ့စားပဲဆရာဝန်နဲ့အမြန်ဆုံးပြတာတင်ပါတယ်အဲဒီလိုလက္ခဏာတွေခံစားရပြီဆိုရင်တော့ဒီရဲ့နှလုံးဟာပြဿနာတစ်စုံတစ်ရာဖြစ်နေပြီဆိုတော့တေချာနေပါပြီဒါဆိုရင်နှလုံးကျန်းမာစေဖို့ဆရာဝန်တွေနဲ့တိုင်ပင်ရင်တစ်ဖက်တစ်လမ်းကနေနှလုံးကိုအထောက်အကူပြုမဲ့အစားအစာတွေကိုလည်းစားပေး၍နှလုံးကိုကျန်းမာစေနိုင်ပါတယ်ခန္ဓာကိုယ်ထက်ကနှလုံးကိုကျန်းမာစေမဲ့အစားအစာတွေကတော့နံပါတ်1အစင်းရောင်ဟင်းကြီးဟင်းရွက်များဟင်းနုနယ်ကိုက်လန်ပန်းကော်ဖီစိမ်းစားတဲ့အစင်းရောင်ဟင်းကြီးဟင်းရွက်များမှာဗီတာမင်ကတုဓာတ်နဲ့အမြင့်ဓာတ်များကျယ်ဝစွာပါဝင်ပြီးနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်နံပါတ်2အဆီထုတ်ထားတဲ့ပရိုတင်းဓာတ်ကြက်သားငါပဲအမျိုးမျိုးတိုဟူစားတဲ့အဆီနဲ့တော့ပရိုတင်းဓာတ်များကိုရွေးချယ်စားသုံးသင့်ပါတယ်ငါးမှာပါဝင်တဲ့ Omega 3 fatty acid ဒီနှလုံးအတွက်အထူးကောင်းမွန်ပါတယ်နံပါတ်3တစ်သီးများပန်းသီးတစ်တော်သီး blueberry strawberry စားတဲ့တစ်သီးများကတော့ပါဝင်သောတတိုးဆန်းကျင်ပစ္စည်းများကနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်4ကြုံချမ်းနဲ့အမြင့်သက်ကျွဲဝတဲ့အစားအစာများကြုံချမ်းပေါင်မုတ်အုတ်ကြုံကွေကာနဲ့ပဲအမျိုးမျိုးစားတဲ့အမြင့်သက်ကျွဲဝတဲ့အစားအစာများကသွေးတွင်းကိုလက်စထရောတွေကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်နံပါတ်5ကတော့အခွန်မာသီးများဗဒံစိတ်တရားသီးဖယုံစိတ်စားတဲ့အခွန်မာသီးများမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်များပါဝင်ပြီးနှလုံးအတွက်အထောက်အကူပြုပါတယ်နံပါတ်6တန်လွင်စီမှာပါဝင်တဲ့မိုနိုအန်စတူရိတ်ဖတ်ဟာသွေးတွင်းကိုလက်စထရောတွေကိုလျှော့ချပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်9ပဲပိစက်မှာပါဝင်တဲ့ isoflavin ဟာသွေးတွင်းကိုလက်စထရောတွေကိုလျှော့ချပေးပြီးနှလုံးကျန်းမာရေးကိုအထူးအထောက်အကူပြုပါတယ်နံပါတ်10ချောကလက်အမဲမှာပါဝင်တဲ့ flavonoid ဟာသွေးပေါင်ချိန်ကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်နံပါတ်9တစ်ဖက်စိမ်းမှာပါဝင်တဲ့တက်တိုးဆန်းကျင်ပစ္စည်းများကတော့သွေးကြောများကိုကျန်းမာစေနိုင်ပြီးနှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်တဲ့
ကျန်းမာရေးကျေးဇူးကိုရရှိစေနိုင်ပါတယ်နံပါတ်30ကတော့ကြက်သွန်ဖြူပါကျွန်တော်တို့ရဲ့မိဖို့ကြောင်တိုင်းမှာရှိတဲ့ကြက်သွန်ဖြူဟာအဲလဆင်ဆိုတဲ့တက်တစ်ခုပါဝင်ပြီးသွေးပေါင်ချိန်ကိုဆော့ချပေးပြီးနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်နှလုံးကျန်းမာရေးကိုအထောက်အကူပြုမဲ့အစားအစာတွေကိုခေါ်ပြပြီးတဲ့အချိန်မှာတော့နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရှောင်ရံအစားအစာများကိုဆက်လက်ဖော်ပြပေးချင်ပါတယ်အငံတက်များတဲ့အစားအစာအငံတက်များတဲ့အစားအစာများကိုလျှော့စားခြင်းဖြင့်သွေးတိုးခြင်းနှလုံးရောဂါနဲ့လေပြည့်ခြင်းကဲ့သို့သောကျန်းမာရေးပြဿနာများကိုကာကွယ်နိုင်ပါတယ်ထို့ကြောင့်ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာများကိုရွေးချယ်စားသုံးသင့်ပါတယ်အစီများသောအစားအစာများအစီများတဲ့အစားအစာများကိုစားသုံးခြင်းဖြင့်သွေးတွင်းကိုလက်စထရောများမြင့်တက်လာပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။တရားသက်များသောအစားအစာများအသင့်စားအစားအစာများကလည်းထို့နည်းသို့ပင်နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်နှလုံးကျန်းမာရေးအားနည်းတဲ့သူတွေအတွက်လျှော့စားသင့်ပါတယ်ခင်ဗျာ။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေမှာလည်းကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုတင်ဆက်ပေးထားအောင်ပါမို့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးကြပါဦးခင်ဗျာဒီဗီဒီယိုကိုကြည့်ရှုတဲ့သူတွေအပေါင်းကျန်းမာချမ်းသာတဲ့ဘဝမျိုးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ